ဒီမိန်းကလေးမှာအနာဂတ်ကိုမြင်နိုင်တဲ့စွမ်းအားရှိပါတယ်။တနေ့မှာလမ်းဖြတ်ကူးနေရင်စုံတွဲတွဲကိုတွေ့လိုက်ရပြီးသူမရဲ့ပုံဆွဲစာအုပ်ကိုအမြန်ထုတ်ကမျက်စိမိတ်ပြီးအရှိန်ဟုန်နဲ့ပုံဆွဲပါတော့တယ်။တစုံတစ်ယောက်ကသူမလက်ကိုကင်ပြီးဆွဲပေးနေတယ်လို့ပါပဲ။ပုံဆွဲပြီးတဲ့နောက်သူမဟာအဲ့ဒီလူစီကိုသွားပြီးပုံကိုပေးကဘာတစ်ခုမှမပြောဘဲထွက်ခွာသွားခဲ့ပါတယ်။အဲ့ဒီစုံတွဲဟာစာရွက်ကိုကြည့်လိုက်တဲ့အခါတုံ့လောက်ချောက်ချသွားကြပါတယ်။အဲ့ဒီပုံထဲမှာလူအမျိုးသားဟာနာကျင်စွာနဲ့တိတ်ဆုံးနေတဲ့မြင်ကွင်းကိုဖော်ပြထားလို့ပါ။အဲ့ဒီအချိန်မှာပဲအနီးနားမှာဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုရှိနေပြီးရုတ်တရက်တန်ချောင်းတစ်ချောင်းပြုတ်ကျလာကလူအမျိုးသားရဲ့ကိုယ်ကိုဖောက်ထွက်သွားပြီးအမိုက်ပုံထဲကိုစိုက်ဝင်သွားခဲ့ပါတယ်။ဖြစ်တဲ့တမျှဟာသူမဆွဲထားတဲ့ပုံနဲ့အတိအကျပါပဲ။ဒီဖြစ်ရဟာရဲတပ်ဖွဲ့ရဲ့အာယုံဆိုင်မှုကိုချက်ချင်းရရှိသွားပါတယ်။ရဲတွေသူမအိမ်သားကိုရောက်တဲ့အခါသူမကိုတွေ့ရှိသွားပြီးစစ်ဆေးမင်းမြန်းရမှာသူမကအနာဂတ်ကိုမြင်နိုင်ကြောင်းပြောပြခဲ့ပါတယ်။စုံထောက်အနာကတော့ဒါကိုယုံကြည်ဖို့ခက်ခဲနေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲမိန်းကလေးဟာနောက်ထပ်အနာဂတ်မြင်ကွင်းတစ်ခုကိုမြင်လိုက်ရပြန်ပါတယ်။အလောင်းတွေနေရာအနှံ့ပြန့်ကျဲနေပြီးပောက်ကွဲမှုတွေကြောင့်လူတွေလေထဲကိုလွတ်ထွက်သွားတဲ့ကြောက်မက်ဖွယ်ဘေးဒုက္ခတစ်ခုကိုသူမမြင်လိုက်ရတာပါ။အဲ့ဒီပြန်ပါတာဖြစ်ရက်တွေကြားထဲမှာတီနေရာကိုညွှန်ပြနေတဲ့ဆိုင်းဘုတ်တစ်ခုကိုသူမတွေ့လိုက်ပါတယ်။သူမတတိပြန်ဝင်လာတဲ့အခါအဲ့ဒီဆိုင်းဘုတ်ကိုအခြေခံပြီးအန်နာကိုအကုန်ပြောပြလိုက်ပါတယ်။အန်နာနဲ့သူမရဲ့အဖွဲ့ဟာအဲ့ဒီနေရာကိုရှာဖွေရမှမြေအောက်ကားပါကင်တစ်ခုကိုရောက်ရှိသွားပြီးထူးဆန်းတဲ့အငွေ့သက်တစ်ခုကိုခန်းစားလိုက်ရပါတယ်။သူတို့အဖုံးကိုဖယ်လိုက်တဲ့အခါပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေအပြည့်တင်ထားတဲ့ကုန်ကားတစ်စီးကိုတွေ့လိုက်ရပါတယ်။ဒီမိန်းကလေးကြောင့်ကြီးမားတဲ့ဘေးဒုက္ခကြီးတစ်ခုကိုတားဆီးနိုင်ခဲ့တာပါ။နောက်တစ်နေ့မှာတော့မိန်းကလေးဟာပုံမှန်အတိုင်းဘတ်စကားစီးလာခဲ့ပါတယ်။ရုတ်တရက်ထူးဆန်းတဲ့အတန်တစ်ခုကိုကြားလိုက်ရတာကြောင့်သူမရဲ့ပုံဆွဲစာအုပ်ကိုထုတ်ပြီးချက်ချင်းပုံဆွဲပါတော့တယ်။သူမဟာခီးတဲ့တွေကိုတိတိကျကျလိုက်ကြည့်နေရင်လူတစ်ယောက်ကိုစိုက်ကြည့်မိသွားပါတယ်။သူဟာသူမဆွဲနေတဲ့ပုံထဲကလူပါပဲ။ဒါပေမဲ့သူမပုံဆွဲလို့အပြီးမော့ကြည့်လိုက်တဲ့အခါအဲ့ဒီလူဟာပျောက်ကွယ်သွားပါပြီ။သူမဟာဘတ်စကားကိုချက်ချင်းရက်ခိုင်းပြီးအဲ့ဒီလူသွားတဲ့ဘက်ကိုလိုက်ပြေးခဲ့ပေမဲ့သူဟာလူအုပ်ထဲမှာပျောက်ကွယ်သွားခဲ့ပါပြီ။မိန်းကလေးဟာအန်နာကိုအမြန်ဖုန်းဆက်ပြီးရေကန်နားမှာတွေ့ဖို့ချိန်လိုက်ပါတယ်။အန်နာရောက်လာတဲ့အခါမိန်းကလေးကသူမဆွဲထားတဲ့ပုံကိုပြလိုက်ပါတယ်။အဲ့ဒီပုံထဲမှာလူအများပြားတိတ်ဆုံးနေပြီးပြင်းထန်စွာဒဏ်ရာရနေကြပါတယ်။နောက်ထပ်ကြီးမားတဲ့ဘေးဒုက္ခတစ်ခုထပ်မံဖြစ်ပွားတော့မှာဖြစ်ပြီးလူအသက်ပေါင်းများစွာစိုးရိမ်နေရပြီဆိုတာသိတာထင်ရှားနေပါတော့